ငယ်ငယ်လောက်သည့်အချိန်၌တတိပြရမည့်အရာများနှင့်အသင့်တင်ရမည့်အရာများဟာငလင်ပဲဒီဟာဆောင်တာဟုတ်ကဲ့စပွဲကောင်အောက်မှာပုံနေနော်ဒါကဘာလဲဘာဖြစ်တာလဲ ဒါကငလင်လေဟင်ဒါကငလင်လားလှမ်းသွားတာပဲလုံနေရသွားပြီမကောင်းတော့ဘူးပြေးမှဖြစ်မယ်အေးစိတ်အေးထားကြာရခက်လို့မရဘူးထက်လုံနိုင်သေးတယ်အပေါ်ကနေပစ္စည်းတွေပြုတ်ကျလာနိုင်လို့လှုပ်တာညင်သွားတဲ့အထိစပွဲကောင်အောက်မှာပုံနေမှဖြစ်မယ်ဒါလောက်ပြီးတင်နဲ့စပွဲကောင်အောက်ကနေထွက်လို့ရပြီဟုတ်ကဲ့မင်းကတော်တော်လေးကြောက်နေတဲ့ပုံပဲနာမည်ကကျွန်တော်ကရီးပါတကယ်တော့ဂျပန်ကိုရောက်ခါစားပါကျမကအန်နာပါလှုပ်သွားတာတော်တော်လေးပြင်းတယ်နော်အခုလှုပ်တာရက်သွားပြီမဲ့ထပ်လှုပ်နိုင်သေးလို့ဆိုင်တက်ကနေထွက်ကြရအောင်ခဏစောင့်နော်မန်နေဂျာအဲ့ဒီဘက်မှာအဆင်ပြေလားမန်နေဂျာဂက်စမီဘောကမီးမဖွင့်ထားပါဘူးနော်ဟာနာမိကပေးထားပြီမို့အဆင်ပြေတယ်အပြင်ဘက်ကိုထွက်ပြလို့ရအောင်တွင်းတကားကိုလည်းဖွင့်ထားတယ်ငလင်လှုပ်သည့်အချိန်၌သတိပြုရမည့်အချက်များအပေါ်မှပြုတ်ကျလာမည့်ပစ္စည်းကိုသတိပြုရပါမည်စပွဲကုံနှင့်ထမင်းစပွဲများအောက်သို့ဝင်ရပါမည်နေရာရွှေ့ချိန်၌ဟဲလ်မက်ခေါင်းစသည်တို့ဖြင့်ခေါင်းကိုကာရပါမည်ငလင်လှုပ်ခဲ့မှုရပ်သွားချိန်၌မီးလောင်နိုင်သောကြောင့်ဂက်စ်နှင့်လက်စစ်မီးဖိုများကိုချက်ချင်းပိတ်ရပါမည်လှုပ်ခဲ့မှုငြိမ်သွားပါကထွက်ပေါက်ပြင်ဆင်ထားရပါမည် TV နှင့်ရေဒီယိုတို့ဖြင့်အတိပေးကြေညာချက်များစုဆောင်းရပါမည်ဘေးကင်းသည့်နေရာသို့စိတ်တည်တည်ငြိမ်ငြိမ်ဖြင့်သွားရပါမည် TV ကသတင်းမှာတွေ့လိုက်တာနေရာတော်များများမှာကပြင်းပြင်းလှုပ်သွားတဲ့ပုံပဲဟုတ်တယ်နော်ဒါပေမဲ့ဆိုင်ထဲမှာတော့ဘာမှဖြစ်မသွားဘူးနော်ဘုံမှန်ချိန်တွေကလေးကငလင်လှုပ်တဲ့အချိန်အတွက်ကြိုတင်ပြင်ထားလို့လေပရီဘောကတွေလည်းလက်မကျသွားလို့တော်သေးတယ်ပရီဘောကတွေကိုလှုပ်ရမ်းတာထိမ့်ပေးတဲ့ကတိရတွေကလည်းအတုံးတဲ့သွားတယ်နော်နောက်ထပ်ကြီးကြီးမားမားလှုပ်လာနိုင်သေးလို့ကျဲတဲ့နေရာကိုပြေးကြစို့မပြေးခင်လျှက်စမီဘရေကာကိုချပြီး gas pipe ကောင်းတွေကိုပိတ်သွားကြမယ်အနည်းများလို့မြင်ပြေးကြရအောင်ဟိုမကြီးအကုန်လုံးထပ်ပြေးလာကြတယ်မဟုတ်လားမင်းကငလျင်ကိုပထမဆုံးကြုံမှုတာလားဟုတ်ပါတယ်ဟုတ်လားတော်လေးလန်သွားတယ်မဟုတ်လားငါကငလျင်နဲ့မီးလောင်တာတွေကနေပြေးတဲ့အချိန်မှာယူသောမဲ့ပစ္စည်းတွေကိုဘုံမှန်ချိန်ကလေးကစုပြီးအိတ်ထည့်ထားတာထပ်ပြေးသည့်အချိန်၌ယူသွားရမည့်အရာများအိတ်ထဲသို့တစုတစည်းတည်းထည့်ထားရပါမည်လင်းကျမီလက်ပြကန်ရသောဓမီဂျက်ကက်လက်ကင်ရေဒီယိုရေစားစရာအဝိအစရေးစရာမိချစ်ဆန်မိချစ်လက်အိတ်ချင်းညစ်မိုးကစေးစသည်ချက်ချင်းတည်ယူသွားနိုင်ရင်ပြင်ထားရပါမယ်ပတ်စံနိုင်ငံကူးလက်မှတ်နေထိုင်ခွင့်ကပ်ပြကျမရဲ့အမခင်ကပ်ပြဘန်ငွေစုစာအုပ်မိုဘိုင်းဖုန်းနဲ့အာသွင်းကြတော်သေးတာပေါ့နီဆန်ဂျပန်မှာနေမှာဆိုရင်ငလင်မလုတ်ခင်မှာအမျိုးမျိုးကြိုပြင်ထားတာကောင်းမယ်ဂျပန်ကငလင်လုတ်တာများတဲ့နိုင်ငံဖြစ်လို့ပါဂျပန်ရောက်ခါစားပဲရှိသေးတာကိုကြီးကြီးမားမားကြုံလိုက်ရတာပဲနော်နောက်လာကြရင်ဇနီးနဲ့တမီးကဂျပန်ကိုလာမှာမို့ငလင်မလုတ်ခင်ကြိုပြင်ထားရမယ့်အရာတွေကိုဖနာကိုခုတက်ကမေးနေတာ၃ရက်စာတော့ရင်နဲ့အရေးပေါ်စားစရာတွေချက်ချင်းဝယ်ထားရမယ်၃ရက်စာရှိမယ်ဆိုရင်ရေးပေါ်ချိန်တွေအတွက်ဆင်ပြေတော့ပြီနောက်ပြီးပရီဘောကတွေလက်မကျအောင်လုပ်ဖို့လည်းရေးကြည့်တယ်ငလင်လှုပ်တဲ့အချိန်မှာပရီဘောကတွေလက်ကျတာကြောင့်ဒဏ်ရာရတဲ့လူတွေလည်းအများကြီးရှိလို့လေမျိုးမျိုးအသင့်ပြင်ထားပြီးဂျပန်မှာစိတ်ချက်လက်ချနေထိုင်နေအောင်လုပ်ပါမယ်အဲ့ဒါကောင်းတယ်ငလင်လှုပ်တဲ့အချိန်မှာမိုဘိုင်းဖုန်းတွေကလည်းဆက်ရခက်သွားတတ်တာကြောင့်မိသားစုကိုဆက်သွယ်ဖို့နည်းလမ်းတွေဆွတ်ပြထားတာကောင်းတယ်ပြရမယ့်နေရာကိုလည်းရှာထားတာကောင်းမယ်နားလည်ပါပြီငလင်ကဘယ်ချိန်ဘယ်နေရာမှာလှုပ်မယ်ဆိုတာမသိရလို့နော်ငလင်မလှုပ်မီကြိုတင်ပြင်ဆင်ရမည့်အရာများ၃ရက်စာတောက်ရည်နဲ့စားစရာများကိုကြိုတင်ပြင်ဆင်ထားပါအခန်းထဲမှာပရိဘောဂများကိုလဲမကျအောင်လုပ်ထားပါမိသားစုနဲ့ဆက်သွယ်ရမည့်နည်းလမ်းကိုသတ်မှတ်ထားပါပြေးရမည့်နေရာကိုရှာထားပါ
လင်းမင်းအဆင်ပြေရဲ့လား